6chỗ của drop D D nên nhiều D D nên nhiều như vậy nó drop D khi drop D này chỗ như vi sinh cho intro sai nào nó intro ga cho D này mấy D chord vì đó áo ga này nạc hạt tim nó vì đó đi lắc lẹo luôn mà nó vì đó nít chỗ của tim ấy vì đó cho lật tan này đi tông chỗ liên quan của lá bao mà mà đi hạt cái khám á cho nó picnic support sempre đấy up down vào nó picnic support sempre đấy up down nó khá tí mà vào nó đi gọn ạ khi thì lấy rồi khó lắm vì đó lụt chỗ anh ấy ngã qua cái bao mà vì đó ngã chỗ tông quẹt so đi con á guitar của nát track nó không được tí thà so cho nó tập luyện thêm tí mà so đó nên đi nhà mà nên nhảy bổ rồi nó rồi đôi khi khảo lấy ra vào nó đôi khi khảo cho đó rồi đi chào chỗ ngã bộပြန်làm á rồi chào chỗ tổng quát cho chất chân đi củaပြန်làm nó rồi all band làm ấy cho là cấp bông giang cả đó down up down down so tất đút tia down mà vậy rồi nó down up down 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 okay လက်ခက်ကရတာပါပဲကျွန်တော် intro ရပြီဆိုရင်သူရဲ့ပါဝင်တဲ့တခြင်းလာရခါနော်ဒီ major 7ကိုလာနော်ဒီ major 7ဆိုတော့ bass note နဲ့တီးရဆိုတော့လက်တန်းနဲ့တွားတီးလို့လည်းရတယ်ဒါမှမဟုတ်ဒီလိုတွားတီးလို့လည်းရနော်လေးချိုးမတီးဘူးနော်ဆိုတော့သူကဘာသဝစီပဲလာတယ်ပရမတချင်းလာတော့လက်ခါသူလက်ခါကမပိတ်သေးဘူးနော်
လို့စင်ပြေလဲလို့သိလို့ရတယ်နောက်မို့စင်ပြေလက်တကြွနဲ့ဒီမှာငါချိုးလေးကွက်ကိုG ကိုကျွန်တော် drop လုပ်ထားဆိုတော့ G ကဒီညမဟုတ်ဘဲနဲ့ဒီညဖြစ်သွားနော်အဲ့မှာလဲတော့ half bar TVB ဆိုရင်ခုနကကျွန်တော် intro မှာပါတဲ့ပြန်ထည့်တယ်နော်အဲ့မှာလဲပြန်လာတယ် Okay စာနေ intro နဲ့ကျွန်တော် verse 3ကိုပြည့်လေးသိအောင်တချင်းလာပြီG မှာလက်ခတ်ကတော့တီးရတဲ့ဒီဟာလာမယ်နော်ဒုတိယပိုင်း chorusဒီမှာကျွန်တော်ဒီဟာထည့်လိုက်တဲ့တစ်ချိုး5ခွက်နဲ့နှစ်ချိုး3ခွက်နော် pre chorus ဒုတိယခေါက်ကြတော့သူကLarger sequence. Your chorus. Chorus မှာလည်းဒီ G chord ကိုတော့ TV ရနဲ့ဒါခုန intro စာပဲပြန်လာနော်ဆိုတော့ chorus ပြီးတဲ့အခါမှာကျွန်တော်ဒီ6ကျိုးလို့ကျိုးနဲ့9ကျိုး3ခွက်ပိတ်ပြီးမှတည်ရနော်ညာလက်ခတ်က up down လေးခါတည်မယ် sorry 1 2 3 4နောက်ပြီးတော့လေးခါမြောက်မှာငါချိုး3နေ3 5 3နေ3 5အလုံးက alternate picking နော်ပြီးတော့ကျွန်တော်ငါချိုးကိုသိရနော်ဒုတိယခေါက်ကျတော့အဲ့ဒါပြန်ဒီငါချိုး3ခွက်ကနေငါချိုး5ခွက်ကို slide လာ နှခါလာမယ်နော်နှခါပြီးတဲ့ခါအဲ့ဒါပဲမပိတ်တော့ပဲနဲ့အဲ့ဒါလာနော်အဲ့ပြန် solo C တပါ
ba F တပါနှစ်ခါလာတဲ့ D တပါ A တပါ C တပါ F တပါပြီးတော့ဒီမှာတပါနာမယ်နော်1 2 3 4ပြီးတဲ့ intro တစ်ခေါက်လေးသိမယ်